Assalamu alaikum မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ထွန်းအောင်ကျော်ဖြစ်ပါတယ်ကျွန်တော်ဒီကာတာနိုင်ငံမှာကုမ္ပဏီဖွင့်ပြီးတော့စီးပွားရေးလုပ်နေတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီနေ့ကျွန်တော်ရဲ့ချစ်လိုက်ရသောရွှေမြန်မာများကိုပြောပြမယ့်အကြောင်းကတော့မနေ့ကကျွန်တော်တင်ခဲ့တဲ့ဒီအာရဗီစကားအင်္ဂလိပ်စကားဟင်ဒီဥရဒူစကားဘာသာစကား၃ခုတင်ပေးမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပထမဦးဆုံးစတင်သင်ကြားပေးမယ့်ဘာသာရပ်ဖြစ်တဲ့အာရဗီဘာသာရပ်နဲ့ပတ်သက်တဲ့ဒီပထမဦးဆုံးသင်ခန်းစာတွေကအကြောင်းအရာလေးတချို့ကျွန်တော်အနေနဲ့အမြည်သဘောမျိုးလေးဒီမှာပြောပြမှာတင်ပြမှာပေါ့နော်ပထမဦးဆုံးသင်ခန်းစာမှာပထမဦးဆုံးပါတဲ့ lesson 1ပေါ့သင်ခန်းစာနံပါတ်1ကနှုတ်ဆက်ခြင်းတယောက်နဲ့တယောက်တွေ့လို့ရှိရင်ဘယ်လိုနှုတ်ဆက်မလဲအာရဗစ်လိုဒါကိုကျွန်တော်အနေနဲ့အမြည်သဘောမျိုးလေးတင်ပြမှာဖြစ်ပါတယ်တယောက်နဲ့တယောက်တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအာရဗစ်လိုအာရဗီနိုင်ငံဘယ်နိုင်ငံမှာပဲဖြစ်ပေါ့နော်အာရဗစ်လို့ခေါ်တာအင်္ဂလိပ်လို့ဆိုရင်အာရဗီလို့ဆိုရင်အာရဗီပေါ့ဆိုတော့ဒီအာရဗီနိုင်ငံအာရဗစ်နိုင်ငံဘယ်နိုင်ငံမှာပဲဖြစ်တယောက်နဲ့တယောက်တွေ့ပြီဆိုရင်ကျွန်တော်တို့နှုတ်ဆက်တဲ့ပုံစံလေးကအမြဲရိုးရှင်းပါတယ်တမျိုးတည်းပါပဲအဲ့ဒါပါလေအစ္စလာမူအလိုင်ကွမ်ငြိမ်းချမ်းမှုပေါင်းတင့်ပေါ်ကြောက်ပါစေအဲ့တော့ရှေ့မှာရှိတဲ့လူကပြန်ပြီးဖြစ်မယ်ဝါအလိုင်ကွမ်အစ္စလာမ်တင့်ပေါ်လေငြိမ်းချမ်းမှုပေါင်းကြောက်ပါစေဒါတယောက်နဲ့တယောက်ဘယ်လိုပဲဖြစ်ဖြစ်တွေ့လို့ရှိရင်ဒီတိုင်းနှုတ်ဆက်လို့ရတယ်ဒါကတော့နိုင်ငံတကာ international Arabic လို့နှုတ်ဆက်နည်းပေါ့နော်အဲနောက်ပုံစံတစ်ခုကကြတော့အဲ့ဒါနဲ့မတူဒါကြတော့ကျွန်တော်တို့ကာတာမှာများသောအားဖြင့်နှုတ်ဆက်တဲ့ပုံစံလေးအဲ့ဒါဘယ်လိုလဲဆိုတော့ဟာလာကျွန်တော်တို့ရင်းနှီးတဲ့အခါနှုတ်ဆက်လေးရှိတဲ့ပုံစံလေးပေါ့ဟာလာအဲ့ဒါလေမင်္ဂလာပါပေါ့သဘောတော့မင်္ဂလာပါအဲ့ဒါဆိုရင်ရှေ့မှာရှိတဲ့လူတွေရှေ့မှာရှိတဲ့ဒီဟာလာလို့ပြောခံရတယ်လူနှုတ်ဆက်ခံရတယ်လူကပြန်ပြောလို့ရတာမရဟဘအဲ့လိုပြန်ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဘယ်လိုပုံစံအဆင်ပြေမလဲအဆင်ပြေတဲ့ပုံစံနှုတ်ဆက်လို့ရတယ်ထိုနည်းတူပဲတယောက်နဲ့တယောက်ရင်းနှီးသွားပြီကျွန်တော်တို့ဆိုရရုံးတွေပဲသွားတဲ့အခါအမြဲတမ်းသွားနေကြတွေ့လို့ရှိရင်အဲ့မှာရှိတဲ့ officer တွေအဲ့မှာရှိတဲ့ဝန်ထမ်းတွေကိုပြောတဲ့အခါမှာပြောလို့ရတယ်နောက်ပုံစံလေးလည်းရှိတယ်အဲ့ဒါကဘာလဲဆိုတော့ Subah al Khair good morning မင်္ဂလာနံနက်ခင်းပါပေါ့နောက်တစ်ယောက်ကလည်းပြန်ပြောလို့ရတယ် Subah an Noor Subah al Khair လို့ရင်စပြောပြီးတယောက်ကရင်စပြောပြီးဆိုရင်နောက်တစ်ယောက်က Subah al Khair Subah an Noor Subah an Noor အဲ့လိုပြောလို့ရတယ်ပြောတဲ့တော့တယောက်က Subah al Khair လို့ပြောပြီးဆိုရင်နောက်တစ်ယောက်က Subah an Noor နောက်တစ်ယောက်က Subah an Noor လို့ရင်စပြောပြီးဆိုနောက်တစ်ယောက်က Subah al Khair အဲ့လိုလေပြောလို့ရတယ်ဒါကိုကျွန်တော်အနေနဲ့တေချာပြင်းလေးအောက်မှာမြန်မာအတန်အတွက်နဲ့လည်းရေးပေးမှာဖြစ်တယ်ဒါကတော့အမြည်သဘောမျိုးလေးကျွန်တော်အနေနဲ့တင်ပြတာပေါ့နော်အဲ့တော့တင်တန်းတက်ချင်တဲ့လူတွေတင်တန်းအပ်ချင်တဲ့လူတွေကျွန်တော်ပေးထားတဲ့ contact number မှာဆက်သွယ်ပြီးတော့တင်တန်းတက်လို့ရပါတယ်အားလုံးလေးစားပါတယ်ခင်ဗျ